အခုကရင်ပြည်နယ်ပြည်သူတွေလည်းဘာမှလုပ်မရဘူးကြောက်ရတယ်နော်စားစရာမရှိရော်စရာရှိစားစရာမရှိထဲစရာရှိနေရတယ်မမလေးမင်းတို့လေရင်တော့မကြောက်ရဘူးမင်းတို့လက်နဲ့ကင်ပြီးတော့ငါတို့ပြည်သူလူထုကိုနော်ဟိုဗာလဲချိန်ချောက်တာကြောက်ရတယ်ပြီးတော့ပြည်သူတို့ဖအန်ကအသည့်တယောက်ကဆေးရောက်သွားတယ်နော်ဖအန်ကအသည့်တယောက်ကဆေးရောက်သွားတယ်ဆေးရောက်တက်ပြီးတော့ဟိုဆိုင်ကယ်ကိုအောက်မှာပဲနော်ဆိုင်ကယ်ကိုအောက်မှာပဲထားတယ်ဆေးရောက်တက်ပြီးတော့လူနာကိုသွားကြည့်တာပြည်သူတို့ဆင်းလာတော့ဆိုင်ကယ်ပျောက်သွားတယ်ဆိုင်ကယ်မရှိတော့ဘူးအဲ့ဒီဖအန်မျိုးကနော်ရမီရဖဟိုဗလဲသွားတိုင်တာပေါ့ရဲတွေလည်းတိုင်တယ်နောက်ပြီးတော့ဥက္ကဋ္ဌတွေဘာတွေညာလည်းတိုင်တာပေါ့ဘယ်သူမှတောင်းမယူဘူးဘယ်သူမှလည်းဟိုဘယ်လိုပြောမလဲဘယ်သူမှလည်းလက်ခံတာမရှိဘူးဒါဆိုရင်အခုလက်ရှိကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကင်တွေရဲတွေဘာတွေကဘာတွေလဲသူတို့ကသခိုးကြဘိုးဓမြတွေအကုန်ဖြစ်ကုန်ပြီလေပြည်သူတွေဘယ်သူကိုအားကိုးရမလဲအခုလက်ရှိလက်နက်ကင်ပြီးတော့သူတို့ကိုသူတို့ကဲတင်ရှင်လို့သူတို့ကိုသူတို့နော်ဟိုဘာလဲပြည်သူကိုကာကွယ်သလိုလိုနဲ့အခုပြည်သူစီးစိမ်ဥစ္စာတွေပြောင်းနေတယ်ဘယ်သူမှနော်ဘယ်သူမှလက်မခံဘူးဒါဆိုရင်ကျမတို့ပြည်နယ်ကျမတို့နိုင်ငံက face state နိုင်ငံဖြစ်ပြီးဥပဒေမဲ့နိုင်ငံမင်းမဲ့နိုင်ငံဖြစ်သွားပြီဒါကြောင့်မို့တန်ရုံးတွေနိုင်ငံတကာတန်ရုံးတွေဘာကြောင့်တစ်ဖြည်းဖြည်းထွက်ခွာသွားရလေအဲ့ဒီရရှိတယ်လေမင်းမဲ့နိုင်ငံဖြစ်သွားပြီသူတို့အတွက်မလုံခြုံတော့ဘူးနော်မင်းမဲ့နိုင်ငံမင်းမဲ့တိုင်းပြည်မင်းမဲ့ပြည်နယ်ဥပဒေကင်းတဲ့ပြည်နယ်ဖြစ်သွားပြီဒါကိုမင်းတို့ကအခုချိန်ထိအမျိုးသားရေးလူမျိုးရေးလို့လုံနေတဲ့လူတွေကလည်းမအေလို့မင်းအွန်လိုင်းကိုတစ်ဖက်လက်နဲ့နော်ဖင်ခံပေးနေတဲ့လူတွေပဲအခုကျွန်တော်တို့မြန်မာနိုင်ငံခစ်ပြက်နေပြီနော်အဲ့ဒါကိုအခုချိန်ထိမသိသေးတဲ့တောင်းတာတို့ကအိုးဖုန်ကြီးမွေးနေပွဲဆိုသိ10သိ20သိ50သိ50 5သိ10သိလူတန်းကြတယ်တော်လန်ရေးကိုစိတ်ဝင်စားကြဘူးဗမာအချင်းချင်းတိုက်တဲ့ပွဲငါတို့နဲ့မဆိုင်ဘူးကဲငါတို့နဲ့မဆိုင်ဘူးဆိုတဲ့လူတွေအခုမင်းတို့ကြားဖြတ်မြို့တော့သခိုးကြဘိုးပေါ်တဲ့ပြည်နယ်ဖြစ်သွားပြီမင်းတို့ဖုန်ကြိုင်မိုင်းထိုင်းလို့ပြောရင်မင်းတို့ဟောဗတဲ့မင်းတို့ပီတိဖြစ်ရဲ့လားမင်းတို့ပြည်နယ်ကကြားဖြတ်ပြည်နယ်ကြားဖြတ်မြို့တော့ဒုစရိုက်မျိုးစုံမကောင်းမှုဒုစရိုက်မျိုးစုံလူသားသခိုးကြဘိုးပေါ်တဲ့ပြည်နယ်ဖြစ်သွားပြီအဲ့ဒါကိုမင်းတို့ဂုံယူလိုက်ကြတော့နော်အဲ့ဒါမင်းတို့လိုအတိတ်တရားမရှိတဲ့မယောင်ရစီလူးတဲ့ငတောင်းတွေများနေတော့အခုကရင်လူထုတွေကလက်နဲ့ကိုယ်စီကန်ရမလို့ဖြစ်နေပြီနော်အဲ့ဒါကြောင့်မို့ကျမတို့အဓိကကိုညီထောက်ပံ့ရမှာနူးကြီးပါနူးကြီးနဲ့ PRF PDF PRF เนาะကျမတို့ထောက်ပံ့မှာเนาะဘာဖြစ်လို့ဆိုတော့အခုနူးကြီးကမြင်းစေးအာဝါတွေလောင်းကစားတွေလှုပ်ပြီးတော့စစ်တိုက်တာမဟုတ်ဘူးเนาะပြည်သူတို့ကြားဖြတ်လှုပ်ပြီးတော့စစ်တိုက်တာမဟုတ်ဘူးเนาะပြည်သူတို့ပြည်သူအင်အားနဲ့တိစောက်နေရတာကျမတို့ပြည်သူတွေသာเนาะကွဲပြဲနေရင်နူးကြီးကဘလို့မှအောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့အခုကျမတို့ပြည်သူတွေအားလုံးသိပြီးနူးကြီးမှာအင်အားမရှိရင်ကျမတို့ပြည်သူအင်အားမရှိတာနဲ့အတူတူပဲကျမတို့ပြည်သူအင်အားမရှိလို့ဒီလက်နက်ကင်အုပ်စုတွေကကျမတို့ကိုမလေးစားတာကျမတို့ကိုအထင်သေးတာကျမတို့ပြည်သူတွေကိုအထင်သေးတာဒါကြောင့်မလို့နော်အခုလက်ရှိမအေးလို့မင်းအွန်လိုင်းဖေးဖို့ကအဓိကတချို့ကြတော့လာပြောတယ်လာတော့နေတော့အလူခံတာတဲ့ဒီတိုင်းပဲနေတော့ပေးမဲ့အစားတဲ့နော်မင်းအွန်လိုင်းနဲ့မောင်ချစ်သူကိုဟိုဗလဲလုံနိုင်တဲ့ဖတ်နိုင်တဲ့လူရှိလို့ရှိရင်မင်းတို့ငားလိုက်တဲ့အဲ့ဒါပို့ပြီးတော့သူပြောတာတော့တချို့တစ်ခွက်တွေမှန်ပါလေဒါပေမဲ့မင်းအွန်လိုင်းကတော့အခုသူ့ရဲ့ဗမာလူထုတွေကတော့ဟိုဗလဲပြပြသားကိုတိုက်နေပြီဒါပေမဲ့ကရင်ပြည်နယ်မှာဘယ်သူဖမ်းလဲ BGF DKBA မအားလာရဲ့ထောက်တိုင်မအားလာကိုကြားပြနဲ့လည်းပါဝင်ပတ်တဲ့နိုင်ငံတကာကလည်းအလိုရှိနေတဲ့မာဖီးယားဂိုင်းချုပ်အဲ့ဒါကို KNU နဲ့မြေမှာ KNU ကဖမ်းပေးရမယ်နော် KNU အခု
ဂျားဖြန့်ဆောက်ဆက်ကွဲသွားလို့အခု KNL ကိုအာနာလွဲအလိုက်ပြီနော် KNL စစ်ဦးစီးချုပ်ကဘလို့လာမလဲကျွန်မတို့စောင့်ကြည့်ရမယ်နော်စောင့်ကြည့်မယ်ဒါပေမဲ့ကျွန်မတို့တော့မျောလင့်တာမမျောလင့်ဘူးဘာဖြစ်ဆိုမဖြစ်ဟိုဘလို့ပြောမလဲကရင်ကတော့ကျွဲကူးရေပါအစတကကျွန်မပြောတယ်ကျွဲကူးရေပါအစင်ကနေမတိုးတော့ဘူးစောင့်ကြည့်လိုက်နော်ခုနကတော့သူတို့ဘာကြောင့်ခဏလေးပြန်ရတယ်နောက်တစ်ခုကြတော့ပြီသူတို့ကိုကျိုးစာသူတွေကိုတော်လန်ရေးဘေးထွက်သွားအောင်လှုပ်ဖို့လိုတယ်လို့ချင်းညီနောင်တာဝန်ရှိသူကပြောတယ်ထောက်ခံတယ်ကိုကျိုးစာတဲ့လူတွေတော်လန်ရေးကနေဖယ်ထုတ်သင့်ပြီတော်လန်ရေးကြံ့ကြာတယ်တော်လန်ရေးကိုပလိရဲလှုပ်ပြီးတော့ဟိုလိုဒီလိုအကြောင်းပြပြီးတော့မအေးလို့မင်းအွန်လိုင်းကိုအသက်ရှူခွင့်ပေးတာနော်အဲ့ဒါကြောင့်မို့ဒီချင်းရဲ့ကျင်ညာချက်ကိုကျမယာနှုတ်ပြစ်ထောက်ခံတယ်ကိုကျိုးစာသူတွေကိုတော်လန်ရေးဘေးထွက်သွားအောင်လှုပ်ဖို့လိုတယ်လို့ချင်းညီနောင်တာဝန်ရှိသူကကျင်ညာလေအဲ့လိုလှုပ်ရမယ်နော်အိုးမဟာမိတ်မလို့သူတို့ကကလေးကကြည့်ကြိုက်တော့တော်လန်ရေးကိုအသုံးချနေတာကိုဒီတိုင်းပဲထိုင်ကြည့်နေရင်နော်တော်လန်ရေးကအရှိမရွေ့ပဲနဲ့ဒစ်လည်နေမယ်ဒါကြောင့်မို့တော်လန်ရေးကိုတကယ်ပြသားသားတိုက်နေတဲ့တာဝန်ရှိသူတွေပြသားသားတော်လန်ရေးကိုကျိုးအတွက်အသုံးချနေတဲ့နော်တော်လန်ရေးကိုအသုံးချနေတဲ့အုပ်စုတွေကိုဘေးဖယ်လိုက်ကြပါကိုကျိုးစားချင်တဲ့သူတွေအများထောက်ချင်တဲ့သူတွေနဲ့ပေါက်ကရလှုပ်ချင်တဲ့သူတွေအကုန်လုံးတော်လန်ရေးထဲမှာပါဝင်မလာစေဖို့တော်လန်ရေးဘေးထွက်သွားအောင်လှုပ်ဖို့ဆိုတာဟာတော်လန်ရေးရဲ့တာဝန်ဖြစ်ကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဇလန်းရောမန်ကပြောပါတယ်ထောက်ခံနေနော်အဲ့လိုလုံမနောက်မဟုတ်လို့ရှိရင်ကရင်ပြည်နယ်ကိုပဲကြီးလိုက်နှစ်90ကျော်စစ်တပ်9နှစ်အတွင်းမှာပြည်သူအလူငွေတွေလည်းအသုံးချတယ်ပြည်သူတွေကိုလည်းလိန်ညာတယ် PDF တွေကိုလည်းထိုးကျွေးတယ်နောက်ဆုံးဘာမှမရလိုက်ဘူးမအေးလို့မင်းအောင်လိုင်ကအင်အားကြီးလာတယ်အသက်စုခွင့်ရလာတယ်တင်းတုံညနှစ်ခုကြောင့်မအေးလို့မင်းအောင်လိုင်ကအင်အားချိနေနေပြီဒါပေမဲ့ကရင်ကအမနစ်စစ်ဒေသကိုဥဆောင်နေတဲ့ကရင်ကခုတော့ကလေးကကြစ်တော်နိုင်ရဲကိုခုတော့လို့ပြီးတော့ကလေးကကြစ်လို့ပြီးတော့မအေးလို့မင်းအောင်လိုင်ကိုအသက်စုခွင့်အသက်စုပေါက်ပေးခဲ့တယ်အခုအညာဒေသကဘယ်လောက်ထိညီလဲနော်အညာဒေသကပြည်သူတွေကအခုမင်းလို့မင်းအောင်လိုင်အယိုးကောက်ပွဲစမ်းကြင်ပြီးတော့ဆန္ဒပြကြတယ်နော်ဆန္ဒပြကြတယ်အခုကရင်ပြည်နယ်မှာဆန္ဒပြဖို့နေနေတာပါမအေးလို့မင်းအောင်လိုင်ကိုကူညီထောက်ပံ့ပေးနေတာဘယ်လောက်ထိရင်နာဖို့ကောင်းတယ်လဲသူတို့ပါစဖျားကအကြမ်းမဖက်တော့နီးနဲ့အာဆန်ကျင်မဲ့ဘာဘာညာညာ KNU ကကြော်ညာတယ် KNU နဲ့မအေးလို့မင်းအောင်လိုင်ကဘာကွာလို့လဲနော်ဒါကြောင့်လို့အခုအညာဒေသနော်ပြောမယ်ဆိုရင်ဗမာပြည်သူလူထုတွေကအရန်ကိုစီလို့တာပဲနော်အရန်ကိုစီလို့တယ်အခုနိုင်ငံခြားမှာလည်းသူတို့ဆန္ဒပြတယ်မအေးလို့မင်းအောင်လိုင်ရဲ့အယိုးကောက်ပွဲကိုနော်လက်မခံဘူးဆိုတာကိုဆန္ဒပြတယ်အခုနော်တိုင်းသားဒေသမှာဆန္ဒပြတာလည်းမတွေ့ဘူးဒါပေမဲ့ချင်းကတော့နော်ချင်းကတော့ကြီးညာတယ်နောက်ပြီးတော့ချင်းဗါလဲဒီနေ့ရန်ကုန်ရခိုင်လဲအခုရခိုင်လဲနော်ကြက်ခိုင်ရေးရိုးကိုသိမ်းလိုက်ပြီကြက်ခိုင်ရေးရိုးကိုသိမ်းလိုက်ပြီနော်ပြီးတော့ရန်ကုန်လဲကူးမှာလဲဘုတ်ချတယ်နော်လက်ပစ်ဘုတ်ချတယ်အယိုးကောက်ပွဲလုပ်လို့မရအောင်ကရင်ပြည်နယ်မှာတော့မရှိဘူးအဲကြောင့်မင်းတို့ကအမျိုးကိုချစ်တဲ့ကရင်နိုင်ငံနဲ့သွားမယ်အကရင်ကကြမှာကရင်ဖန်တီးမယ်မင်းတို့ဖန်တီးမှာမအေလို့စနစ်နဲ့ဖန်တီးမှာလေငါတို့ပြည်သူတွေအလိုမရှိဘူးနော်ဒါကြောင့်မလို့အခုကြည့်လိုက်သူတို့ဘယ်လိုသွားမလဲKNLစစ်ဦးစီးချုပ်အခု KNU ကတော့ဘယ်လိုပြောမလဲအကြံကုန်ကလေးစားချက်နေပြီနော်သူ KNL ကိုလွဲချလိုက်တယ်အာနာအကောင်တိုက်လောက်ကြည့်လိုက်လေအခုကြည့်လိုက်အာနာအကောင်လွဲပြီးဆိုရင် KNL စစ်ဦးစီးချုပ်ဒုဦးစီးချုပ်အနေနဲ့ပြသားသားတိုက်ပြီးတော့ကရင်ပြည်နယ်တမ9ခုလုံးကိုသိမ်းယူမလားစောင့်ကြည့်လိုက်ပြီတို့သိမ်းယူတာတခုတည်းမရဘူးနော်ဂျာကာလာဖွဲ့စည်းပုံသူများပြည်နယ်ဖွဲ့စည်းတယ်မျိုးဖွဲ့စည်းနိုင်ရမယ်အဲ့ဒါမှမင်းတို့တကယ်လောက်တယ်လို့ငါတို့ပြည်သူကယုံကြည်မှာအခုချိန်မှာတော့ဒီတိုင်းပဲမတိုးတက်သေးဘူးမပြောင်းလဲသေးဘူးအခုဒီဇင်ဘာ6ရက်ကကျင်းပတဲ့ချင်းညီနောင်အတွက်ရန်ပုံငွေရှာဖွေပွဲမှာစနိုင်း
ငါပြောသွားတယ်ဗောနော်လက်ရှိတော်နိုင်ရေးကနေရအမျိုးမျိုးမှာနိုင်ငံအနှံ့အပြားမှာဖြစ်နေတာဖြစ်သလိုနေရအမျိုးမျိုးမှာတော်နိုင်ရေးအဆင့်အမျိုးမျိုးရောက်နေတယ်လို့ပြောရကြောင်းသုံးသပ်ပါလေတော်နိုင်ရေးအဆင့်ဟာတနေရာနဲ့တနေရာမတူညီတာကိုလည်းသူပြောရတယ်တနင်္သာရီဘက်အခြေအနေနဲ့ချင်းဘက်ကရင်ဘက်အညာဘက်ရှမ်းမြောက်ဘက်ကတော်နိုင်ရေးအခြေအနေတွေမတူညီဘူးဥပမာပေးပြောပြပါလေနော်ပေါက်တဲ့အသီးတွေကျွေမှာဖြစ်လို့အသီးတွေကျွေတိုင်းဝန်းနေတာမျိုးမဖြစ်ဖို့လိုတယ်ပေါက်တဲ့အသီးတွေကိုနော်မင်းတို့မဖယ်ရှားနိုင်လို့ရှိရင်တော့အဲ့ဒီကောင်းတဲ့အသီးတွေပါအကုန်ပုတ်သွားမယ်ကဲအခု KIA နော်AA အမ်ပဒန်လန်ပိုင်းမှာအချမ်းဖက်စစ်သား၄ယောက်လက်နက်တွေနဲ့အတူအလင်းဝင်လာပြီးတိုက်ပွဲတွေကနေထွက်ပြေးလာတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိတယ်လို့ PRA မကွေးထုတ်ပြန်တယ်။ဒါရခိုင်ပြည်အမ်းမြို့နယ်မကွေးတိုင်းပဒန်းမြို့နယ်အစလမ်းပိုင်းမှာမအလားစစ်တပ်ပြက်နေပြီ။နော်တရုတ်လားရုရှားလားသူ့ကိုအောက်ဆီဂျင်ဘလောက်ပဲတပ်ပြီးမအလားကတပ်ပြက်နေပြီ။နော်လေရင်တစ်ခုနဲ့ပဲစစ်တိုက်တော့တယ်အောက်ခြေမှာတိုက်တိုင်းအကုပ်ပြောင်းလေဒါကြောင့်မလို့နော်စစ်မှုထမ်းတွေကိုညီမျိုးစုံနဲ့ဖမ်းပြီးတော့စစ်တန်းကိုအကုပ်ပို့တယ်ပို့တိုင်းလည်းအကုပ်သေးတယ်မင်းအောင်နိုင်မနိုင်တော့ဘူးစစ်ရေးလည်းမနိုင်သလိုနိုင်ငံရေးလည်းကြဆုံးနေပြီအခုအန်နူဂျီကိုအပြစ်တင်ကြတယ်အန်နူဂျီဘာကြောင့်မနိုင်တာလေမင်းတို့ပူပေါင်းကြည့်လိုက်နော်အန်နူဂျီနဲ့ပူပေါင်းပြီးတော့အန်နူဂျီကိုမင်းတို့ယာယီအစိုးရလို့သဘောထားပြီးတော့ဂျားခံအစိုးရလို့သဘောထားပြီးတော့အန်နူဂျီကနော်ဂျားကနေပြီးတော့နိုင်ငံတကာကိုဖိတ်ခေါ်ပြီးတော့နော်အကူအညီတောင်းလို့ရမရမင်းတို့လှုပ်ကြည့်စမ်းပါနော်အဲ့လိုလှုပ်လို့မရဘူးဆိုရင်ကျမတို့ကိုယ်တိုင်နော်အန်နူဂျီကိုမထောက်ခံဘူးအခုမင်းတို့ကပူပေါင်းဖို့မရှိဘူးနော်ပူပေါင်းမှလည်းမရှိဘူးတရုတ်ကိုကြောက်ရလို့တရုတ်ကိုကြောက်ရလို့မင်းအောင်တိုင်းကိုအလျှော့ပေးရတာနဲ့နော်ဟိုလူကိုကြောက်ရလို့နောက်ဆုတ်ပေးရတာနဲ့ဒါမင်းတို့အန်နူဂျီကိုဥပခါပြုတ်ပြီးတော့ပထွေးကိုအဖေတော်လို့လေတရုတ်ကိုအဖေတော်လို့လေအဲ့ဒါမင်းတို့ကြဆုံးနေတာဒါကြောင့်နိုင်ငံတကာကိုမင်းတို့ဘယ်တော့ပဲဖိတ်ခေါ်ဖင်ပြအောင်ပဲဖိတ်ခေါ်မရဘူးဂျားခံအစိုးရတော်လန်ရဲ့အစိုးရနော်အဲနူဂျီနဲ့မအေလို့အုပ်စုပဲရှိတယ်ဒါကြောင့်မလို့နော်မင်းတို့အဲ့လိုမျိုးအန်နူဂျီမကောင်းဘူးလို့မကြေညာခင်မှာမင်းတို့အရင်ပေါင်းကြည့်ပါဦးအရင်အားကိုးကြည့်ပါဦးနောက်ပြီးတော့ဖတ်အုပ်စုတွေကိုပြောချင်တာကဖတ်အုပ်စုတွေကိုကြည့်လိုက်လို့ရှိရင်မြေပြင်မှာတကောင်းမှမရှိဘူးဖတ်အုပ်စုကဥဆောင်တဲ့တိုက်ရင်ငကားပဲရှိတယ်ငကားတို့တခြားနော်အသေးကွေးတွေပဲရှိတယ်အဲ့ဒီသေးကွေးတွေကဘယ်နေရာကိုသိလို့ဘယ်နေရာကိုနော်ထိချုံနိုင်တယ်လဲကျမတို့ပြည်သူတွေကြည့်နော်ကြည့်ပါသူတို့အပြောချိုဂျားမှာမနှိမ့်မွန်သွားနဲ့လက်တွေ့လောက်ရနဲ့ရလာကအဖြစ်ပဲစဉ်းစားကြည့်လေ2000ဟုတ်တယ်အန်နူဂျီပေါ်လာပြီးတဲ့အစပိုင်းမှာဘာလဲ local လား UG လားအန်နူဂျီကကွာရေးဝန်ကြီးရဲ့မတ်တန်းကိုယူပြီးတော့နော်စီးလုံးခဲ့တယ်အဲ့တော့ပြသားတိုက်ခဲ့တယ်လက်နဲ့မရှိတဲ့အဖွဲ့အစည်းတွေလက်နဲ့ကိုစီရလာကြတယ်အဲ့ဒီချိန်တော့မအေလို့မင်းအောင်နိုင်ကိုတိုက်လို့တစ်သုံညနှစ်ခုပေါ်လာလို့တိုက်လို့အောင်မြင်တယ်အခုနော်မင်းတို့လက်ထဲမှာလက်နဲ့တွေရောက်လာတော့မင်းတို့ကိုပြည်သူတွေကယုံကြည်ကိုးစားလာတော့မင်းတို့စိတ်ဓာတ်တွေပြောင်းသွားတယ်နော်အန်နူဂျီကိုလက်မခံချင်ကြတော့ဘူးဘဟုအစိုးရကိုလက်မခံချင်ကြတော့ဘူးသူတို့ကိုယ်တိုင်ပြည်သူကိုလက်နဲ့မိုးပြီးတော့အုပ်ချုပ်ချင်လာတယ်ဒါတွေအမှန်တရားပါ